င်္ဂလာပါကိုရကွန်ကစကင်အင်ဂျာစကင်တော့နော်ဝယ်ပေးမှာဝယ်ပြပါမယ်နော်အင်ဂျာစကင်ကလေလိုက်ပျောက်လို့လိုက်ရှာနေရတယ်ဟို event တွေ့ရဲ့ဥစ္စာအခုမှလိုက်ရှာနေရအဲ့ဒါဟိုထဲမှာတော့ရှာမှာတွေ့အဲ့ဒါအတော်ကပြောလို့အင်ဂျာစကင်ဝယ်ဘူးလားဆိုတော့အဲ့ဒါတတိယအနေအင်ဂျာစကင်လေးကောက်ဝယ်လိုက်တယ်ဈေးပေါ်တော့ဝယ်ထားရတယ်နော်တော်ကြနေဈေးရင်တတ်သွားရင်ဘယ်လိုလုပ်မဝယ်နိုင်တော့အဲ့ဒါအခုမှဝယ်လိုက်တာချစ်စရာလေးပါလှပါတယ်သူကလည်းသူတော့အမြင့်ကြီးမဝယ်နိုင်တော့လေအနှိမ့်လေးပေါ့နော်ရှော့သေးနဲ့ရောင်းတဲ့ချိန်လေးဝယ်ရဆိုတော့ကဲအင်ဂျာစကင်လေးဝယ်ပြလိုက်ပါပြီနောက်လည်းဝယ်နေအောင်စူးစမ်းလိုက်ပါအောင်ရှင်ခုကတော့ကျွန်မသွားထားတော့မှာပေါ့နော်ပြောင်းပြီးမှအင်ဂျာစကင်လေးနဲ့အခု new skin လေးဆိုတော့သွားထားမယ်အားလုံးဝယ်အားပေးကြပါအောင်နော်နောက်ကျရင် grand ကဒီထက်ကဝယ်ပြပါမယ်ဈေးမြင့်ကြီးတော့မဖောက်နိုင်ဘူးအခုမှပဲဒီတက်ရတဲ့ skin လေးကိုလာဝယ်ထားတာပေါ့နော်မိနေတော့အခုမှဝယ်လိုက်ရအားလုံးပဲ bye bye